ပထမဆုံးပြောချင်တာကျမလုံးဝမမားပါဘူးအရန်ကိုကောင်းတဲ့သင်တန်းကျောင်းလေးပါပြီးလို့ရှိရင်ကျမတို့သားသမီးတွေနဲ့မျက်ခြေမပြတ်တော့ဘူးကလေးတွေကတိပြီးကျမတို့ကမသိတဲ့အခါကျကျမတို့ငအားတွေဖြစ်နေတယ်အဲ့တော့လူအားတွေဖြစ်မခံနိုင်ဘူးခစ်နဲ့လည်းအဆက်မပြတ်အောင်ပေါ့ မင်္ဂလာပါမမတို့စေ မင်္ဂလာပါ ဒီဗီဒီယိုလေးထဲမှာတော့เนาะတချယ်တို့ရဲ့ရှုမှာဖွင့်နေထားတဲ့ဒက်ဒီရဲ့မာမီကိုဆိုတဲ့တရိုးညွန်းတဲ့ကိုစီကိုတက်မြောက်ပြီးသွားတဲ့အချိန်မှာပေါ့เนาะရင်သွေးစကားလေးကိုမမတို့စကနေပြီးတော့ပြပြပေးသွားမှာဖြစ်ပါတယ် ဟုတ်ကဲ့မင်္ဂလာပါကျမကတော့လွန်နှင်းစီလိုင်းလို့လူတွေသိကြရတယ်ပေါ့နော်တချို့တွေကလည်းခင်မင်းရင်းနေတဲ့သူတွေက Marus လို့ခေါ်ကြရတယ်ပေါ့နော်ကျမဒီ Daddy Mommy Course လေးကိုဒီလို join ရတဲ့အကြောင်းရင်းတရားပုံနဲ့ကျမတို့သင်တန်းတစ်ခုမှစုံတယ်ကိုကခက်နဲ့လည်းအဆက်ပြတ်လို့မဖြစ်ဘူးဖြစ်တော့ကျမတို့ကအင်ရှင်မတွေလည်းဖြစ်တယ်ကလေးမေတွေလည်းဖြစ်တယ်နောက်အသက်အရွယ်တစ်ခုလည်းရလာတော့ချားနေရတယ်ကိုသင်ဖို့နည်းနည်းလေးခက်တယ်ခက်တော့ဘာလို့ရမလဲဆိုတော့ဆရာလည်း recommend ပေးတယ်ကျွန်တော်တို့ဒီမှာဒီ Daddy Mommy Course ဆိုတဲ့အဲ့ဒီဟာလေးရှိတယ်ပေါ့အဓိကတော့ကလေးမိဘတွေတို့ကိုရွေးတာပေါ့ဟိုမြန်မြန်နဲ့မှန်နဲ့မြန်မြန်လေးတင်သွားတဲ့သင်တန်းလေးရှိတယ်ပေါ့အဲ့ဒါဆိုလို့ရှိရင်တော့ကျွန်မ join ကြည့်မယ်ပေါ့join လိုက်တယ်ပထမဆုံးပြောချင်တာကျွန်မလုံးဝမမားပါဘူးအရန်ကိုကောင်းတဲ့သင်တန်းကျောင်းလေးပါဒီနေရာမှာဘာတွေကောင်းလဲဆိုတော့ service ကောင်းတယ်သင်ကြားမှုကောင်းတယ်အေဂျင့်တယ်ဒီကမှရှိတဲ့လူတွေအားလုံးကလေပေးချင်နေတာသူတို့ရဲ့ပညာတွေပေးချင်နေတယ်ဟိုနွေ့နွေ့ထွေးထွေးရှိတယ်ဘယ်နေရာမဆိုပေါ့နံပါတ်1ကတော့ service ပေါ့နော်အဲ့ဒီနေရာလေးကစတယ်ပေါ့အဲ့ဒီ service လေးကလည်းအရန်ကောင်းတယ်ကျမတို့ကိုသင်လိုက်တဲ့ဟာတွေမှာရှင်းရှင်းလင်းလင်းတိတိကျကျထိမိမိရှိတယ်အဲ့ဒါလေးကကျမတို့အတွက်ကောင်းတယ်နောက်တစ်ခုကြလို့ရှိရင်ကျမတို့အတွက်ဘာအားသာချက်ရှိလဲဆိုတော့ကျမတို့အားတဲ့အချိန်လေးလာသင်လို့ရတယ်သူတို့က15ရက်ကာလလို့သတ်မှတ်ထားပေးမယ်လေကျမတို့ကိုဒီထက်မကသင်ပေးတယ်အဲ15ရက်အထက်ကျော်လဲကျမတို့ကိုဟို chance အနေနဲ့ပေါ့နော်သင်ပေးတယ်နောက်တစ်ခုကထူးခြားတာကကျမတို့ဘာပဲသင်တေးချာချာကျမတို့မေးတာတွေ question and answer ပေါ့ one by one သင်ရတဲ့အတွက်လည်းကျမတို့လည်းပို့ပြီးတော့အဆင်ပြေတယ်ကျမတို့ကလူကြီးတွေကိုသီးခံပြီးသင်ပေးတယ်သင်ကြားပေးတဲ့ဆရာတယောက်ချင်းစီတိုင်းကလည်းအရန်ကိုမိုက်တယ်ပေါ့နော်ခေစကားနဲ့ပြောရတယ်ဆိုလို့ရှိရင်ကိုသင်တဲ့ course ကိုမှတကယ်ကိုထုံးလို့ချေရီလို့နှောက်ထားတော့သူတို့မှကျွမ်းကျင်မှုအပိုင်းတွေလည်းအများကြီးရှိတယ်တစ်ငေါ်တွေလည်းမရှိဘူးတကယ်လည်းကျွမ်းကျင်တယ်စေတနာပေးတယ်တည်တည်ချာချာလည်းသင်ပေးတဲ့အတွက်ကျမတို့လည်းအများကြီးအဆင်ပြေတယ်အခုဆိုလို့ရှိရင်ကျမကကိုယုံကြည်မှုတွေအများကြီးရှိသွားတယ်အခုဆိုကိုဗီဒီယိုလေးတွေဖန်တီးနိုင်သွားပြီနောက် internet email အဲ့ဒါတွေသုံးတာလေးလည်းသိသွားတယ်နောက် Google ဆိုလို့ရှိရင်ကျမတို့ရှုပ်ထွေးနေတာရှိတယ်ဘယ်လိုရှာဖွေရမလဲဘယ်လိုလေ့လာရမလဲဆိုတာလေးလည်းကျမတို့သိသွားတယ်သင်ရင် invite နဲ့ပတ်သက်လို့ပေါ့နော်ဒါလေးတို့ exam တွေဘယ်လိုလုပ်ရမလဲဆိုတာလည်းကျမတို့နားလည်သွားတယ်ပြီးလို့ရှိရင်ကျမတို့သားသမီးတွေနဲ့မျက်ခြေမပြတ်တော့ဘူးကလေးတွေကတိပြီးကျမတို့ကမသိတဲ့အခါကျကျမတို့ငအားတွေဖြစ်နေတယ်အဲ့တော့လူအားတွေဖြစ်မခံနိုင်ဘူးခစ်နဲ့လည်းအဆက်မပြတ်အောင်ပေါ့ဒီ Daddy Mommy Course က join တဲ့သင်တန်းလေးလို့ကျမ recommend ပေးခြင်းတယ်